ကဲမကွေးတိုင်းမှာရှိတဲ့အမေသားသမီးများအားလုံးမင်္ဂလာပါဗျမကွေးတိုင်းမှာဒီစစ်ခွေးတွေကို drone ဖိအမေသားသမီးများမှာပုံကျဲကညှောက်များစွာမတာပေါ်ခဲ့တဲ့နော်နောက်မကွေးတိုင်းပေါက်မြုပ်နေမှာနောက်တစ်ခုကမကွေးတိုင်းမြုပ်တစ်နေပြီးတော့လမ်းပိုင်းတွင်နဲ့ဖြူစောသီးရွာကိုဘုံကျဲတစ်ဖြစ်ညှောက်များစွာတေခဲ့တဲ့မတာပေါ်ခဲ့တဲ့ကျွန်တော်ချက်တော့ဖတ်ကြည့်အောင်မကွေးတိုင်းပေါက်မြုပ်နေမှာရွှေဘုံသာဖြူစောသီးရွာကိုအထိုင်ချထားသောအကျန်းဖက်စစ်ကောင်စီတပ်သားများကို drone ဖိနေရစက်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှထိခိုက်တေဆုံးမှုအများပြားရှိခဲ့တယ်လို့ဖြီးနဲ့ပျောက်ကြားတပ်ဖွဲ့ကတည်င်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ခက်ဝါကဆိုခဲ့ပါတယ်ကဲတည်င်းကောင်းလေးတည်င်းကောင်းလေးနောက်တစ်ခုကမကွေးတိုင်းမြုပ်တစ်နေပြီးတော့လမ်းပိုင်းတွေဖြူစောသီးများလိုက်ပါလာတော့ကားကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာဖြူစောသီးခေါင်းဆောင်တူအပါဝန်ခုနဦးပွဲချင်းမတာပေါ်ခဲ့ကြောင်းသိရပါတယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတူကဆိုခဲ့ပါတယ်ခင်ဗျားတို့မပြောဘူးလားဗျာကျွန်တော်တို့ပြောတော့မဆုံးကွာအများကြီးရှိပါသေးတယ်နေရာတိုင်းမှာနော်နေရာတိုင်းမှာဖက်ဖက်မှာတိုက်ခိုက်ခံပြီးတော့ဒီကောင်ကြီးမတာပေါ်တဲ့ပေါ်ဝင်နေတာအများကြီးပဲကျွန်တော်ပြောလို့မကုန်ဒီအကြောင်းလေးကျွန်တော်ပြောမယ်ဆိုလို့ရှိရင် TikTok ကအများအားဘန်းခံတာမို့ကျွန်တော်အနေနဲ့ပြောရမှာနည်းနည်းတွန့်သွားတယ်ပေါ့နော်အဲ့တော့တနေ့တနေ့ကြည့်မယ်ဆိုတော့ဟိုနားမှာ၄-၅ကောင်မတာပေါ်ဟိုနားမှာခွေး5-6ကောင်ပေါ်ဒီနားမှာ1ကောင်2ကောင်ပေါ်တနေ့တနေ့ကိုပေါင်းမယ်ဆိုလို့ရှိရင်ယာနဲ့ချီနဲ့ဒီကောင်တွေမတာပေါ်နဲ့ငရဲပြီးစောင့်ထိုးသွားနေကြတာနော်အဲ့တော့ကျွန်တော်အခုလိုပဲသတင်းကောင်းလေးတွေကအဆက်မပြတ်ပြန်လဲတင်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးပါ